ငါရင်လို့တချင်းကိုဦးနေထုတ်ကဆိုခဲ့ပြီးတော့ကိုဆောင်လာရေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီချိန်ကျွန်တော်တို့နားထောင်တကယ် BJ တယောက်ရဲ့ခံစားချက် BJ တယောက်ရဲ့မာနနဲ့သူ့ချစ်တဲ့စိတ်လွန်ဆွဲတဲ့ဟာကိုကျွန်တော်တို့ခံစားရပါတယ်။မင်းကျင်တဲ့အောင်မထားနိုင်တဲ့ဒီ BJ တယောက်ကဒီအကိုတယောက်ကခုခေတ်ကောင်းလေးတွေတော့ချော့မော့ပြီးတော့သူ့ကောင်းမလေးထားနိုင်ချင်မှထားနိုင်တယ်။သူကအတွေ့အကြုံတွေများနေတဲ့အတွက်အမားတွေတွေ့ရင်အနှံ့ပြပြီးမယ်ဆူဆုံးမတဲ့နာတွေသူဆုံးမှာပဲဒါပေမဲ့သူ့ရဲ့စေတနာစကားတွေဒီကောင်မလေးရဲ့နားမှာခါကောင်းခါနေတယ် chorus ပိုင်းမှာကိုကြီးထုတ်ရဲ့ငန်နဲ့ထန်နေဆိုတဲ့စကားကျွန်တော်ရင်ထဲတုံ့နှုတ်သွားစီပါတယ်ငါမလို့ခြင်းဘူးမင်းရဲ့တုံ့ပြန်တကယ်တော့ဒီကောင်မလေးရှင်ဘာမှမလို့ခြင်းမျှော်လင့်ချက်မဲ့တဲ့အချက် unconditional love နဲ့သူချစ်ပါတယ်ဘာမှမလို့ခြင်းဒါပေမဲ့သူဆိုလိုက်တဲ့ပုံစံယောက်ျားလေးကမှန်အကိုကြီးကမှန် BJ လေးကမှန်နေနဲ့ဆိုလိုက်ပြီနဲ့တခါတည်းသူ့ရဲ့အတွင်းစိတ်ထဲမဝမရဲဖြစ်တဲ့စိတ်သူချစ်သူချစ်တဲ့စိတ်ကလည်းအတိုင်းတာပေါ်နေပါတယ်တကယ်တော့သူလိုချင်တာဒီကောင်မလေးကဒီနေ့မှသူအောင်မြင်ဖို့အတွက်သူ့ဘဝတိုးတက်ဖို့အတွက်သူ့ရင်ခွဲသွားရမယ်သူ့ကိုဆွတ်လွတ်သွားရမယ်ဆိုရင်မင်းထွက်သွားတယ်ပါငါအဆင်ပြေပါတယ်ငါနေခဲ့နိုင်ပါတယ်ဆိုတော့ရေရဲဝုံဝုံပြပြတတ်တာပြောရစကားမျိုးပါဒါပေမဲ့သူ့စိတ်ထဲမှာတော့ဝမရဲစိတ်ကလေးပါနေမှာပေါ့နောက်ပြီးတော့ကျွန်တော်ကြိုက်ဆုံးအပိုက်ကတော့မိုးမြင့်မှာပြန်တဲ့ဒီနေ့ငါစကားတိုင်းအမှန်နဲ့ဒီနေ့ဟုတ်တော့ကိုချစ်သူကောင်းမလေးကတနေ့နေ့မှာသူအောင်မြင်သွားမယ်သူ့ဘဝတည်ငြိမ်သွားမယ်သူ့ဘဝအောင်မြင်တဲ့အမြင့်တင်ကမိုးမြင့်တင်ရမှာရောက်နေတဲ့အချိန်မှာဒီ BJ ဒီကိုကြီးတယောက်ကဆူဆုံးမခဲ့တဲ့စကားတွေပြောခဲ့တဲ့စကားတွေကမှန်လာတယ်။အော်ဟုတ်သားပဲကိုကြီးပြောခဲ့တဲ့စကားတွေကမှန်သားပဲလို့တစ်ခေါက်တော့ဒီကောင်မလေးဘဝမှာတတိယပေးနေဆိုရင်ဒီ BJ ဘဝဒီကိုကြီးဘဝနေပြောပါပြီတည်ပြောပါပြီဆိုတဲ့တခြင်းမျိုးဖြစ်ပါတယ်။ငါရင်ဟုတ်ကဲ့နှလုံးသားနဲ့တခြင်းနားထောင်ပါ